တော့ပြန်ဆင်းတော့1ပေ2ပေ3ပေ4ပေ5ပေ6ပေမြောက်မှာ89လို့ပြန်ထွက်ပြီးတော့မှသူက8ခု89နော်8ခု89ပြန်တော့89ကနေ28ပေတစ်ခါပြန်ရေးကြည့်မယ်1 2 3 4 5 6ခု8 9 10 11 12 13 14 15 16 19 18 19 20နှစ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9 28မှာလေ45ပဲပြန်ရိုက်တာဒဲတွေကျပဲပြန်ရိုက်တော့ဒီမှာ8ခု89ထောင်နဲ့8ခုသူကနေ6ပင်မြောက်မှာ89ပြန်ရိုက်လို့8ခုကနေမှ20နဲ့8ပင်မြောက်မှာ45ဆိုဓာတ်ရိုက်ပြီးတော့မှဒီကနေမှ89ဆိုတော့မှနောက်ထပ်28ပင်မှာ45လို့ဓာတ်ရိုက်လို့ပြီးတော့သူ့အောက်ကိုကျွန်တော်စိတ်လိုက်1 2 3 4 5 6ရိုက်ဟို8ခုကနေ1 2 3 4 5 6မှာ89 1 2 3 4 5 6မှာတမပိတ်တော့ကျွန်တော်တို့စိတ်ပြတ်သွားတယ်ဒါပေမဲ့28ပေါ့နော်1 2 3 4 5 6 9 10 11 12 13 14 15 16 19 18 19 20နှစ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9 28မှာဒါမနေ့က4 5 4ကိုပဲကျွန်တော်အဓိကတော့4 5ကိုပေါ့နော်ဒဲအောဆိုတော့ကျွန်တော်တင်လိုက်တယ်5လေးကိုလည်းရန်တော့အရန်လောက်ပဲပေါက်တာပေါ့လေအဲဆိုပါတော့ဒါဆိုရင်တော့4 5ကနေ1 2 3 4 5 6မှာ4 5 1 2 3 4 5 6မှာ5လေးတို့ပြန်ထွက်တယ်သူကခဏန်းကြီးပေါ့နော်သူကခဏန်းဒီမှာ2လေးထွက်တယ်3တစ်ထွက်တယ်ဒီမှာဘာထွက်မလဲပေါ့နော်အဲမှာကျွန်တော်ဆက်ဖမ်းကြည့်အောင်အဲ့တော့8ခွန်ရဲ့အောက်မှာခွန်9ဆိုတဲ့ခဏန်းထွက်တယ်ခွန်ပါဝါ2 9ပါဝါ4 2 4ဆိုတဲ့ခဏန်းဒီ8ခွန်ကြီးလည်း28ပေမြောက်အောက်မှာ2 4တဲထွက်ပါတယ်အဲဒီမှာဒီခွန်9ပါဝါနိုင်တော့မှ8ခွန်9ဆိုပြီးတော့သော6ပေမြောက်မှာ8 9ပြီးတော့6 8ဆိုထွက်တယ်6ပါဝါဒီ1ဟာဟုတ်တယ်နော်8ပါဝါ3 1 3 3 1ဆိုတော့ခဏသော4 5ရဲ့အောက်မှာပြန်ချရမယ်1 3 3 1ဆိုတော့ဒီမှာ3 1ဆိုတော့ခဏကြာရနော်6 8ကပါဝါခွန်9ရဲ့ပါဝါဒီ2 4 2 4ကြာတယ်သူ4 5အောက်မှာပဲဒီမှာက6 8ကပါဝါဒီ1 3 3 1တဲကြတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မှာ6တက်ဆိုတော့သူ့ဘဝ166တက်ပဲရှိတယ်ဆိုတော့ဒီ9လေးရဲ့အောက်မှာ166တက်ကိုတစ်ဖက်မနဲ့ကနန်းမှာထိုးဖို့เนาะဒါလေးကိုကျွန်တော်တွေးလို့လာပြတာပါအားလုံးပဲဒါလေးကိုကြိုက်ရင်ထိုးကြအောင်เนาะကြိုက်တဲ့လူထိုးမကြိုက်တဲ့လူမထိုးကြနဲ့ပေါ့ကျွန်တော်တွေးရတင်ပေးတာပါအားလုံးပဲဒါမနဲ့ဖန်တော့ပတ်တိလေးနေတယ်ဒါကတော့ပထမတစ်ပင်ဖြစ်ပါတယ်တစ်ပြည့်အပင်လေးရှိတယ်တစ်ပြည့်ဟာလေးရှိသေးတယ်ကျွန်တော်တွေးထားရတော့အများကြီးပဲပေါ့နော်ဒါလည်းမနဲ့ခဏမှာဒါတစ်ပြည့် site တွေပေါ့နော်တစ်ပြည့် site လေးဒီကြားရဲ့ site လေးရှိတယ်အဲ့ဒါလေးနောက်တစ်ပွဲမှာထပ်ပြမယ်ဒါမနဲ့ဖန်လည်းနောက်